လွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်ကပေါ့နေရာကဖားကတ်မြို့နဲ့15မိုင်လောက်ဝေးတဲ့ဝှေခါရွာအနီးမှာရှိတဲ့တောင်တန်းကြီးတစ်ခုရဲ့လျှိုမြောင်ကလေးအနားမှာပါအဲ့ဒီအနားမှာရှိတဲ့ကမူလေးတစ်ခုပေါ်မှာတကိုယ်လုံးအစိမ်းရောင်ပေါ်မှာရွှေရောင်တွေဖုံးလွှမ်းနေတဲ့ယောက်ျားကြီးပေါင်လုံးခန့်ရှိတဲ့မွေးနှကောင်ဟာတကောင်နဲ့တကောင်အတန်ငယ်စိုက်ကြည့်နေရင်အနှဲငယ်များသေးငယ်တဲ့မွေးမလေးကအကိုတော်တဲ့ညီမတော်ကိုတွားခွင့်ပြုပါတဲ့လူပြည်မှာအကြာကြီးမနေပါဘူးတဲ့အကိုတော်ပြန်လာခေါ်တဲ့အချိန်ပြန်လိုက်ခဲ့ပါမယ်တွားခွင့်ပြုပါတဲ့အကိုကြီးကတော့ညီမဖြစ်သူကိုစိတ်မချတဲ့အကြည့်နဲ့ကြည့်နေရင်လူလောကဟာအင်မတန်မှရှုပ်ထွေးလာတယ်ညီမတော်ကိုဘလို့မှစိတ်မချလို့မတွားချင်ပါနဲ့လို့တားပေမဲ့ညီမဖြစ်တဲ့မွေးမလေးကအလွန်တွားချင်ပါတယ်ဒါကြောင့်အတန်ကြာအောင်စဉ်းစားပြီးနောက်ဆုံးတော့လေသူသိချင်ရတဲ့ညီမလေးကိုမတွားစေမခွဲချင်တော့နဲ့ညီမလေးထံကနေဂတိတစ်ခုတောင်းပြီးသဘောတူညီချက်ယူပြီးလူပြည်ကိုလွတ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒီလောက်တောင်တွားခြင်းနဲ့လူပြည်ကိုတွားစေရမယ်ဒါပေမဲ့ခဏပဲပြီးတော့ဂတိတစ်ခုပေးရမယ်ပြန်လာခေါ်တဲ့ချိန်ပြန်လိုက်ခဲ့ပါမယ်ဆိုတဲ့ဂတိဖြစ်တယ်အဲ့ဒီလိုကြားလိုက်ရတော့မွေမာလေးဟာအလွန်ပျော်ရွှင်သွားပြီးထက်ခါခေါင်းညိတ်ဂတိပေးလိုက်ပါတယ်မွေကြီးကတော့ကူးကောင်းကိုမတိမတာခါရမ်းရင်တပ်ပြင်းကိုဖြင်းညင်းစွာချလိုက်မိပါတယ်ဖားကတ်မြို့နယ်ဝှေခါကျေးရွာအတွင်းမှာရှိတဲ့တခုသောနေအိမ်မှာအရက်လက်တဲ့နှစ်ဦးဟာကိုဝင်ဆောင်အမျိုးသမီးတယောက်ကိုခက်ခက်ကလေးမွေးပေးနေရတယ်မိခင်ဟာကလေးဟာနောက်ဆုံးတော့လွယ်ကူစွာပဲလူလောကထဲရောက်လာပါတယ်ဒီကလေးကိုလူပြည်ကိုအလဲသွားကျင်လာတဲ့မွေမင်းသမီးဖြစ်ပါတော့တယ်ဟဲကလေးကမိန်းကလေးတော့မျက်လုံးနဲ့အသားဖြူဖြူချစ်စရာလေးလက်တဲ့အတော်ကြီးနှစ်ဦးပြောစကားကြောင့်မိခင်မနှန်းဟာသမီးဆိုတဲ့အတန်ကိုလည်းကြားချစ်စရာလေးဆိုတဲ့အတန်လေးကြားတော့လက်တဲ့အတော်ကြီးလက်ထဲကသမီးလေးကိုကြည့်မိလိုက်တယ်ဟုတ်ပါတကယ်ချစ်စရာကောင်းလိုက်တာတွတ်ခက်ခဲလေးဟဲ့ငယ်တဲ့နာမှာအစိမ်းရောင်အမှတ်လေးနဲ့ဟဲ့အမှတ်လဲပါတယ်ဟုတ်ပါတယ်သမီးလေးကလူဝင်စားများလားမနှမ်းထင်မိပါတယ်ဒီသမီးလေးကိုဝင်စားရှိကလေးကအိမ်မက်ထဲမှာမွေတွေကိုခဏမှတ်ပါတယ်အိမ်သားဝန်းကျင်မှာလည်းမွေတွေခဏတွေ့ပါတယ်သမီးလေးကိုကိုဝင်စားရှိချိန်မှာစီးပွားရေးလည်းအဆင်ပြေပါတယ်ခင်မွန်းဖြစ်တဲ့ကိုရှမ်းအောင်ကကြောက်စိမ့်တူးပါတယ်ကိုပိုင်ကျင်းထောင်ပြီးတူးခြင်းမှာကြောက်ကျင်းကနေကြောက်တွေမကြခဏရတယ်အဲ့ဒီတော့ကကြောက်စိမ့်ရောက်ခြင်းရွာနဲ့15မိုင်လောက်ဝေးတဲ့ဖားကတ်မြို့လော်ပန်းတတိစီသွားရောက်အောင်ပါတယ်ရောင်းစားကြောက်တွေရလာရင်တော့ဖားကတ်မြို့ထိသွားရောက်ကြပါတယ်အခုခေတ်တော့ပြောင်းလဲသွားပါပြီအခုခေတ်ကတော့ကျင်းတူးတဲ့နေရာထိတောင်လော်ပန်းတွေကလိုက်ဝယ်တာပါဦးကောင်းထိပ်မှာအမှတ်စိမ့်ကလေးပါတယ်ဖြူဖြူတွတ်နဲ့ချစ်စရာသမီးလေးကိုချစ်စနိုးနဲ့နန်းရွှေကြားလို့နာမည်ပေးလိုက်ပါတယ်သမီးလေး6လအရွယ်တော့ရောက်လာပါပြီသမီးလေးဟာမွေးကလေးကနေခုချိန်ထိတခါမှမငိုလို့တရွာလုံးကအံ့ဩပါပါတယ်သမီးလေးဟာတည်ငြိမ်အေးဆေးဆေးနေတတ်ပါတယ်သမီးနဲ့ပတ်သက်ပြီးထူးခြားမှုကတော့သမီးလေး6လအရွယ်ပါအဲ့ဒီနေ့ကအင်ရှိကပြင်းမှာရှိတဲ့ပကတ်မှာသမီးလေးကိုတိတ်ထားပြီးမနှန်းဟာအိမ်တော်ဖိမိဖို့ကြောင့်မှထမင်းချက်နေတယ်ကိုရှိုင်းအောင်ကလည်းကြောက်တင်းသားတယ်သမီးလေးကတခက်ခက်နဲ့ရည်နေတန်ကိုကြားတော့မိဖို့ကြောင့်ထဲမှာရှိတဲ့မနှန်းဟာထူးဆန်းတယ်လို့ခံစားမိတော့သမီးလေးကိုလှမ်းကြည့်လိုက်ပါတယ်မနှမ်းမြင်လိုက်ရတာကဗပြင်းကြီးထောင်နေတဲ့မွေကြီးတကောင်အမလီဖះလောက်ပါအောင်မွေကြီးလာပါအောင်သမီးလေးကိုကဲပါအောင်လို့မနှမ်းအော်ဟစ်လိုက်ပါတော့တယ်မွေကြီးဟာမနှမ်းကိုတစ်ချက်လမ်းကြည့်ပြီးပခတ်ကျိုးထဲမှာပတ်ထားတဲ့ခန္ဓာကိုယ်ကိုဖြေလျှော့ပြီးသမီးလေးကိုစိုက်ကြည့်ပြီးအောက်လျှောဆင်းထွက်သွားပါတော့တယ်မနှမ်းအော်ဟစ်တန်ကြောင့်အိမ်ကြီးချင်းတွေဒုတ်တွေဓာတ်တွေကင်လာပါတယ်ဗမလဲမှုရိုက်တပ်ပြမယ်ဆိုပြီးအိမ်ကြီးချင်းတွေကလိုက်ရှာကြပါတယ်မနှမ်းကတော့သူမမြင်ခဲ့ရတဲ့မြင်ကွင်းကိုမယုံကြည်နိုင်အံ့ဩတဲ့စိတ်ကြောက်စိတ်နဲ့ဘာမှမပြောနိုင်ဖြစ်နေပါတယ်ကလေးကိုဘာမှအန်ဒီရမပြုတ်ခဲ့တာကံကောင်းတယ်ဒီကလေးကမွေဝင်စားဆိုတာတေချာတလောက်ခဲ့တယောက်တစ်မျိုးဝေဖန်ပြောဆိုနေပါတယ်ဘက်ကတဲ့ကကလေးကတော့တခက်ခက်နဲ့ရှိနေပါတယ်ညနေရောက်တော့ကြောက်တွင်းကပြန်လာတဲ့ဖခင်ဖြစ်သူကိုဒီအကြောင်းပြောတော့ဘာဖြစ်ဖြစ်ဟေးသမီးလေးကိုတော့ဂယူးဆိုင်ကမယ်လို့ပြောပါတယ်ဒီလိုနဲ့ယာဒီစဝန်းတွေတပတ်ပြီးတပတ်ကုန်လွန်လာခဲ့ပါတယ်နန်းရွှေကြာဟာအသက်20မင်းကလေးဖြစ်လာပါပြီတရွာထဲနေမောင်ငင်းချမ်းဆိုသူနဲ့လူငယ်ဘာဝမေတ္တာမျှနေပါတယ်မိဘတွေကတီးလို့နှစ်ဖက်မိဘတွေတိုင်ပြီးနန်းရွှေကြာကိုမောင်ငင်းချမ်းနဲ့အိမ်တော်ချပေးလိုက်ပါတယ်အိမ်တော်သက်တစ်နှစ်ကျော်မှာနန်းရွှေကြာဟာတားဦးလေးကိုမွေးပြီးနှစ်နှစ်ခန့်အကြာမှာတော့ဒုတိယသမီးလေးထပ်မံဖွားမြင်ပါတယ်အဲ့ဒီအချိန်မှာမိဘနှစ်ဦးဟာရှေ့ဆင်းနောက်ဆင်းဆိုသလိုကွယ်လွန်သွားပါတယ်မောင်ငင်းချမ်းကလည်းကြောက်တူးသမားပါဒါပေမဲ့ကြောက်ကောင်းဆိုပြီးတခါမှမရခဲ့ဘူးပါဘူးရလာတဲ့ကြောက်တွေကလည်းသုံးစားမရနန်းရွှေကြာရဲ့မိဘတွေဆင်ပေးထားခဲ့တဲ့လက်ဝတ်လက်စားလေးတွေကိုထုခွဲရောင်းချမိသားစုစာဝတ်နေရေးကိုဖြည့်ရှင်းနေရပါတယ်